AR တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်ဇန်နဝါရီလ12ရက်နေ့ညနေပိုင်းကရေကြီးမြို့နယ်ဇရက်လှကျေးရွာအခြေခံပညာအထက်တန်းကျောင်း RC 2ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီးအရေးအသေးပြည်မရေးနဲ့တတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ပါတယ်။နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာကျုံပြောခရိုင်ကျုံပြောမြို့နယ်ကျေးလက်လန်ဖွံ့ဖြိုးရေးဦးစီးဌာနမှဆောင်ရွက်လျက်ရှိတဲ့ကညင်ဆိုင်တပြေလှဝဲကြီးဖလန်ကုန်းဇရက်လှဒိုးတန်ငူလန်သုံးတက်သမားခွန်ရှစ်ဖာလုံးကြောက်ချောလန်ခင်းချင်းလုပ်ငန်းအား၎င်းတိုက်ပြက်ပလဲကွင်းပြင်းမချောင်းဇရက်လှလန်တမိုင်ချောင်းကျုပ်ရုံဆက်ဂရက်ခင်းချင်းလုပ်ငန်းဆောင်ရွက်နေမှုအား၎င်းကြည့်ရှုစစ်ဆေးခဲ့ပြီးအရေးအသွေးပြင်ပြီးသတ်မှတ်ကာလအတွင်းပြီးစီးစေရေးတို့ကိုမှာကြားခဲ့ပါတယ်။ဆလဘီတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာရေကြီးမြို့နယ်စီစုံကုန်းကျေးရွာတောင်သူဦးနိုင်ဝင်းဆွေရဲ့စာရေးက9ဧကမှာ2025-2026ခုနှစ်စောင်းစီထွက်တည်နေကြောင်းအိန္ဒိယနေကြဆက်မျိုးစိုက်ပျိုးနေမှုကိုကြည့်ရှုအားပေးပါတယ်။တိုင်းဒေသကြီးဝန်ကြီးချုပ်သည်ဒီကနေ့မနက်ပိုင်းကကျုံပြောခရိုင်ရေကြီးမြို့နယ်တောင်သူဦးမောင်တန်းရဲ့စရေးက9ဧကမှာစိုက်ပျိုးထားတဲ့အိန္ဒိယနေကြဆက်မျိုးနေကြစံပြစိုက်ခင်းအား၎င်းကွန်ဒီကျောင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့တွားရောက်ပြီးစာသင်ကျောင်းနဲ့စာသင်ဆောင်များအား၎င်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီးဆရာဆရာမများအားချီးမြှင့်ငွေများပေးအပ်ခဲ့ပါတယ်။နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည်ကွန်ဒီကျောင်းကျေးရွာအောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းသို့တွားရောက်ပြီးကျောင်းနိုင်ဆရာတော်အောင်ဖူးမြော်ကြီးညိုပြီးသာသနာ့ဆိုင်ရာကိစ္စရပ်များနဲ့ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအားတင်ပြလျှောက်ထားကလူဝဲဝတ္ထုပစ္စည်းများဆက်ကပ်လူဒန်းခဲ့ပါတယ်။နောက်အပိစကားများပြောကြားခဲ့ပြီးစံနှင့်စီများထောက်ပံ့ပေးခဲ့ပါတယ်။နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည်ရေကြီးမြို့နယ်ဖတ်သက်လက်ကျေးရွာဓမရန်တီကျောင်းတိုက်သို့တွားရောက်ပြီးကျောင်းနိုင်ဆရာတော်အောင်ဖူးမြော်ကြီးညိုကသာသနာ့ဆိုင်ရာကိစ္စရပ်များနဲ့ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအားတင်ပြလျှောက်ထားကလူဝဲဝတ္ထုပစ္စည်းများဆက်ကပ်လူဒန်းခဲ့ပါတယ်။ဒီသတင်းကိုတော့ပသိမ်သတင်းဌာနခွဲကပေးပို့ထားတာဖြစ်ပါတယ်ရှင်။